လို့လဲဆိုတော့ကျွန်တော်တို့ parallel မှာဆိုရင် voltage တူတာဖြစ်တယ်ကျွန်တော်တို့ series မှာဆိုရင် ampere တူလို့ဖြစ်ပါတယ် okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ series နဲ့ parallel အကြောင်းလေးကိုကျွန်တော်ကွဲပြားတဲ့အကြောင်းလေးကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အရင်ဗီဒီယိုမှာကျွန်တော် connection ၄မျိုးကျွန်တော်ပြပြပေးတာဖြစ်ပါတယ်လက်ရှိမှာဒီကအားဖြင့် connection ၄မျိုးရှိတာပေါ့နော်ကျွန်တော်တို့ဒီဘာလဲဆိုတော့ကျွန်တော်တို့ star connection data connection parallel ပေါ့နော် series ပေါ့နော်ဒီ connection ၄မျိုးရှိတာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာဒီ parallel connection နဲ့ series connection ဘာကွာလဲပေါ့နော်ဒီကောင်လေးပဲကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အများကြီးကျေသွင်းကျွန်တော်ပြောပြပါဦး okay ကျွန်တော်တို့ parallel မှာဆိုရင်ကျွန်တော်တို့ parallel connection မှာဆိုရင်ကျွန်တော်တို့ဒီကအဓိက bit ကိုကျွန်တော်တို့ battery ထားမှာပေါ့နော်ကျွန်တော် parallel connection မှာဆိုရင် battery ကိုကျွန်တော်တို့ချိန်တဲ့အခါမှာ parallel ဆိုရင် voltage တူတာပေါ့နော် voltage တူတယ်ပြီးရင်ကျွန်တော်တို့ဒီ series မှာဆိုရင်တော့ကျွန်တော်တို့ ampere တူတာဖြစ်ပါတယ်ဆိုတော့သဘောကကျွန်တော်တို့ဥမာ battery ကို5 6လုံးပဲ parallel ချိတ်ပေါ့နော်ဥမာ battery တစ်လုံးရတွဲဖို့ဆိုရင်ဒီtotal ပေါင်းချင်းကတွဲဖို့ပဲဖြစ်နေတာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီ series မှာကြတော့ ampere တူတာပေါ့နော်ကျွန်တော်တို့ series မှာကြတော့စပါတော့ series ကျွန်တော်တို့ battery အားလုံးကို series ချိန်မယ်ဆိုကျွန်တော်တို့80 ohm စရပြည့်ရှိရအောင်ကျွန်တော်တို့ထားပါတော့80 ohm ပဲထား80 ohm ကိုကျွန်တော်5လုံးလောက်ချိန်လိုက်တယ်ဆိုရင် total ရဲ့ ampere ဒီလဲ80 ampere ပဲရှိရဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကျွန်တော်တို့တည်ထားတယ်ဆိုရင်ကျွန်တော်တို့ battery တွေကျွန်တော်တို့မီဂျိုဒီ battery တစ်လုံးချိန်တဲ့အခါမှာတကယ်အသုံးဝင်တာဖြစ်ပါတယ်ကျွန်တော်တို့ parallel ချိန်တယ်ဆိုရင် battery တွဲဖို့ကို5လုံးလောက်ကိုချိန်လိုက်တယ်ဆိုရင်သူ့ရဲ့ total voltage ဒီတွဲဖို့ပဲဖြစ်မှာဖြစ်ပါတယ်အဲ့လိုပဲ battery 5လုံး80 ohm ရှိရ80 ampere ohm ရှိရ ampere hour ohm ရှိရဒီ battery ကိုကျွန်တော်5လုံးလောက်ချိန်လိုက်တယ်ဆိုရင် series ချိန်လိုက်တယ်ဆိုရင်သူ့ရဲ့ total ampere ဒီ80 ampere ဖြစ်ပါတယ်ဥပမာကျွန်တော်24 volt မှာကျွန်တော်တို့80 ampere ဆိုရင်ကျွန်တော်24 volt 80 ampere ကိုကျွန်တော် series ချိန်တယ်ဆိုရင်total ampere ဒီ80 ampere ဟုတ်တော့ညာလဲကျွန်တော်တို့ဒီဘိုးရီယာကြတော့တက်ထွက်မှာပေါ့နော်ဘိုးရီယာကြတော့ဒီ5လုံးရဲ့ပေါင်းချင်းရဲ့ဘိုးရီထွက်မှာဖြစ်ပါတယ်ဆိုတော့အဲ့လိုပဲ parallel မှာလည်းကျွန်တော်တို့ parallel ကဥပမာထားပါတော့ကျွန်တော်24 volt ကို80 ohm ကိုမှကျွန်တော်တို့ဒီ parallel ချိန်လိုက်တယ်ဆိုရင် total voltage ဒီ24 volt ဖြစ်တော့ညာလဲကျွန်တော်တို့ဒီ ampere ဒီ total ampere ထွက်တာဖြစ်ပါတယ်ဒီတစ်လုံးမှာ80 ampere ရှိရဆိုရင်80 ampere အားလုံး5လုံးပေါင်းချင်းရဲ့ total ဒီ ampere ထွက်မှာဖြစ်ပါတယ်အဓိကဒီမှာသိထားရင်ရပါပြီကျွန်တော် parallel ဆိုရင် voltage တူတယ်နေ့ကနေ battery ဘလုံးဘယ်နှလုံးပဲချိတ်သူ့ရဲ့ total voltage ဒီ24 volt ဆို24 volt တွဲဖို့ဆိုရင်တွဲဖို့ side ဖြစ်ပေါ့နော်48ဆို48ပေါ့အဲ့လိုပဲကျွန်တော်တို့ဒီ series မှာဆိုရင် battery O ကိုကြိုက်တဲ့လောက်ချိတ်ဒီ80 ampere O ကို10လုံးလောက်ချိတ်တယ်ဆိုရင် total မှာကျွန်တော်တို့အားလုံးပေါင်းချင်းဒီ80 ampere ပဲထွက်ပါဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ parallel မှာဆိုရင် voltage တူတာဖြစ်တယ်ကျွန်တော်တို့ series မှာဆိုရင် ampere တူလို့ဖြစ်ပါတယ် okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးတစ်စုံတရာ knowledge ရလိမ့်မယ်မျှော်လင့်ပါတယ် see you next video ပါ